မင်္ဂလာပါခင်ဗျာကဲဒါကတော့ဗျာရွာဦးဖုံးတော်ကြီးကျောင်းအတွင်းမှာရှိတဲ့လုံမနီအင်ဂျင်ပင်ကြီးရဲ့ဖူးပွင့်ဝေစာလှပနေတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာဖုံးတော်ကြီးကျောင်းရဲ့ OA6 ကျောင်းဆောင်ကြီးကိုပန်းစလုံးဖြင့်ပြည်ပြင်းလှပစွာပုံဖော်ထားတဲ့ပုံစံလေးကိုကဲကျွန်တော်ဒီနဲ့ပြသပေးခြင်းဖြစ်ပါတယ်ခင်ဗျာကဲဒီမှာကြည့်လိုက်ပါအောင်ခင်ဗျာပန်းစလုံးဖြင့်အရန်လှပအောင်ပုံဖော်ပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာကဲဒါကတော့ OA6 ကျောင်းဆောင်အသစ်ကြီးဖြစ်ပါတယ်ခင်ဗျာကြီးကျယ်ခမ်းနားပြီးတော့အေးချမ်းလာတဲ့ကျောင်းဆောင်တစ်ကြီးဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓရုပ်ပွားတော်နဲ့အတူရွှေစေတီစေတီပထိုးတော်ကြီးတစ်ခုကိုလည်းအသစ်ပြန်လဲပြီးတော့ထပ်မံဆောက်လျက်ရှိပါတယ်ခင်ဗျာဗုဒ္ဓရုပ်ပွားတော်နဲ့အတူရွှေစေတီပထိုးတော်ကြီးရဲ့ရင်ပြင်တော်တစ်ခုလုံးကိုရွာသူရွာသားများကဝိုင်းပြီးတော့တနေ့ကိုထော်ကြလီ4-5စီးဖြင့်ရင်ပြင်တော်ကြီးတစ်ခုလုံးပြည့်ဆောင်သွားအောင်ဖို့ဆောင်နေတယ်ဆိုတဲ့အကြောင်းတကယ်ချင်းမိတ်ဆွေပေါင်းတဲ့အားလုံးတို့သိချင်အောင်ကျွန်တော်အနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကဲဒါကတော့ဗျာရွာဦးဖုံးတော်ကြီးကျောင်းအတွင်းမှာရှိတဲ့လုံမနီအင်ဂျင်ပင်ကြီးရဲ့ဖူးပွင့်ဝေစာလှပနေတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာဖုံးတော်ကြီးကျောင်းရဲ့ OA6 ကျောင်းဆောင်ကြီးကိုပန်းစလုံးဖြင့်ပြည်ပြင်းလှပစွာပုံဖော်ထားတဲ့ပုံစံလေးကိုကဲကျွန်တော်ဒီနဲ့ပြသပေးခြင်းဖြစ်ပါတယ်ခင်ဗျာကဲဒီမှာကြည့်လိုက်ပါအောင်ခင်ဗျာပန်းစလုံးဖြင့်အရန်လှပအောင်ပုံဖော်ပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာကဲဒါကတော့ OA6 ကျောင်းဆောင်အသစ်ကြီးဖြစ်ပါတယ်ခင်ဗျာကြီးကျယ်ခမ်းနားပြီးတော့အေးချမ်းလာတဲ့ကျောင်းဆောင်တစ်ကြီးဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓရုပ်ပွားတော်နဲ့အတူရွှေစေတီပထိုးတော်ကြီးတစ်ခုကိုလည်းအသစ်ပြန်လဲပြီးတော့ထပ်မံဆောက်လျက်ရှိပါတယ်ခင်ဗျာဗုဒ္ဓရုပ်ပွားတော်နဲ့အတူရွှေစေတီပထိုးတော်ကြီးရဲ့ရင်ပြင်တော်တစ်ခုလုံးကိုရွာသူရွာသားများကဝိုင်းပြီးတော့တနေ့ကိုထော်ကြလီ4-5စီးဖြင့်ရင်ပြင်တော်ကြီးတစ်ခုလုံးပြည့်ဆောင်သွားအောင်ဖို့ဆောင်နေတယ်ဆိုတဲ့အကြောင်းတကယ်ချင်းမိတ်ဆွေပေါင်းတဲ့အားလုံးတို့သိချင်အောင်ကျွန်တော်အနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကဲဒါကတော့ဗျာရွာဦးဖုံးတော်ကြီးကျောင်းအတွင်းမှာရှိတဲ့လုံမနီအင်ဂျင်ပင်ကြီးရဲ့ဖူးပွင့်ဝေစာလှပနေတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာဖုံးတော်ကြီးကျောင်းရဲ့ OA6 ကျောင်းဆောင်ကြီးကိုပန်းစလုံးဖြင့်ပြည်ပြင်းလှပ